ဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာကြောင့်သူကဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်သူတို့ကြတော့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပို့ပြီးတော့များမလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ပါဏာတိပါဒကမကျွလွန်မှုဆိုရင်အပြစ်မဖြစ်ဘူးတဲ့ဟာကိုယ်ဝေယုံတတ်ကလေးနဲ့ရတယ်ပါဏာတိပါဒကသူမလုပ်ဘူးအရိဏရဏမလုပ်ဘူးကာမေသူဝိသဆရာမကျွလွန်မှုမုဒဝါဒတို့သူရမေရိယတော့မလုပ်ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတယောက်အနေနဲ့နေတယ်ဘာသာတရားလည်းခုနလိုပဲကိုယ်ဝေယဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလုပ်ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလုပ်ဘူးဆိုရင်ဒါသူအပြစ်ဖြစ်เสียအကြောင်းမရှိဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင်ခရစ်ယာန်ကိုယ်ွယ်တဲ့ဒီကိုယ်ွယ်တဲ့ဆိုလို့ရှိရင်ဘုရားဘာသာရဲ့ကျင့်စဉ်ကိုသူမကျင့်နိုင်ဘူးမကျင့်နိုင်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့တရားဓုတွေအစစ်မြင့်တဲ့တရားတွေတော့မရနိုင်ဘူးပေါ့အဲ့ဒါပဲဆုံးရှုံးမှာပဲဖြစ်တယ်အခြေခံကတော့သူကရှိကြမှာပဲလေကောင်းတာတွေဘယ်ဘာသာပဲဖြစ်ဖြစ်အခြေခံကောင်းတာတွေရှိတယ်ethics ဆိုတဲ့ကိုယ်ကျင့်တရားမပြတ်သေးတဲ့မြတ်တော့ဘယ်သူမှသူကခရစ်ယာန်မို့သူကမွတ်စလင်မို့ဘာဖြစ်မို့နဲ့ဆိုပြီးပြောလို့တော့မရဘူးသူလုံးတဲ့လို့ရကအကုသိုလ်တွေလားကုသိုလ်လားနော်သူများတဲ့တွေတတ်နေသလားအဲ့ဒါတတ်နေတဲ့အကျိုးကတော့ခံရမှာမတာဘုရားဘာသာလည်းငါဘုရားဘာသာဆိုပြီးတော့သူများတဲ့တတ်ရင်သူလည်းခံရမှာပဲကိုယ်ွယ်ယုံတတ်နဲ့တော့ကိုယ်ွယ်ပါတယ်လို့ပြောယုံတတ်နဲ့ကတော့ဘယ်လေးပဲတတ်ထားတာအမှတ်တစိတ်ပဲအပဲကတ်ထားလောက်ရပေါ်မှာပဲဆုံးဖြတ်ရမှာအဲ့တော့ဒီဖျားနဲ့ဒီခရစ်ယာန်ဘာသာတပြိုင်တည်းကိုးဝေယုံနဲ့တော့အပြစ်မဖြစ်ဘူးလို့ဆိုချင်တာပါရှင်အပြစ်မဖြစ်ဘူးဆိုတာကောင်းတဲ့ဘက်ကိုသူလက်ခံရင်ခံမှာပေါ့နော်ဖျားလက်ထက်တုန်းကတော့ပရပိုက်တွေဟာတချို့ပရပိုက်တွေကဖျားနဲ့တွေ့တဲ့အခါသူတို့ဘုရားဘာသာဖြစ်သွားကြတယ်ဒါပေမဲ့ပရပိုက်ကိုဒီတိုင်းပဲနေကြတယ်ပရပိုက်ဆိုတာဘာလို့ဆိုလို့လဲပရပိုက်ဆိုတာဘာသာတစ်ခုပေါ့နော်ဘာသာတစ်ခုလို့ဆိုပါစို့သူကသူတို့ရဲ့အယူဝါဒတွေကိုသင်ပြီးတော့ဟောတာပြောတာတွေလုပ်တယ်သူတို့အယူဝါဒတွေကဟိုဘုရားဘာသာနဲ့ဆန့်ကျင်တဲ့အယူဝါဒတွေပဲတော်တော်များများသူတို့လည်းဒါနလည်းလုပ်တယ်သူတို့ရဲ့ကိုချင်းသီတာလည်းစောင့်တည်တယ်တချို့တွေကအကောင်းတွေပါတယ်အကောင်းဆိုးရောတာပေါ့ခုခေတ်ဘာသာတွေလည်းအကောင်းလည်းပါတယ်ဆိုးလည်းပါတယ်နော်အကောင်းဆိုးရောနေကြတာပဲလုံးဆောင်သို့တော့အဆိုးလုပ်တာနဲ့အကောင်းလုပ်တဲ့နေရာမှာဘာသာတရားကညွှန်ကြားလို့အကောင်းအဆိုးလုပ်တာလည်းရှိတယ်ဘာသာတရားရဲ့ညွှန်ကြားချက်မဟုတ်ပဲねကိုလုံးချင်လို့ဝါဒနာဆဲအရာလုပ်တာရှိတယ်